ပရိသတ်ကြီးတို့ရေမင်္ဂလာပါဗျာ BK Audio Book Channel ရာနေချစ်ရတဲ့ပရိသတ်များအလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်ခင်ဗျာပရိသတ်ကြီးတို့အတွက်ဒီကနေ့ညမှာတင်ဆက်ပေးဖို့ကျွန်တော်ရွေးချယ်ထားတဲ့ဇာတ်လမ်းကောင်းလေးကတော့စာရေးဆရာ PP မန္တလေးရေးသားထားတဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းကောင်းလေးကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာပရိသတ်ကြီးကဇလံကောင်းလေးကိုနားဆင်ခံစားအားပေးကြပါအောင်ခမညာဆန္ဒတွေပြေးပွားသွားတဲ့အတ္တဘောခန္ဓာကိုယ်ကြီးတစ်ခုကကျမကိုယ်ပေါ်ကနေဘေးတစ်ဖက်ကိုဖယ်ဆင်းသွားတယ်မကြပါဘူးနောက်ထပ်ချင်းဆူဆူအရနံ့တစ်ခုနဲ့အတူမျောတကောင်လိုကျမရဲ့အသွေးအသားတွေကိုစိုးမြူစားသုံးမဲ့ခန္ဓာကိုယ်တစ်ခုရဲ့အောက်မှာငရဲထက်ကြပြန်နေနောက်ထပ်တွေဘယ်နှကြိမ်မှမသိကျမဘလို့ပဲရှ िख ိုးဦးတင်တောင်းပန်နေပေမဲ့လူစိတ်ပြောင်းနေတဲ့လူရန်တစုရဲ့အလို့ရမက်အောက်မှာငရဲကန်ရောက်နေတယ်လို့ပါပဲအယုဒ္ဓမကောင်လွတ်ဆန်းလွတ်မိုးကျွေးရလွန်မျက်ရည်ပင်မထွက်တော့ရှိုင်းငင်ရလွန်အတန်ပင်မထွက်နိုင်တော့ခန္ဓာကိုယ်အနှံပြားကနာကျင်မှုများစွာနဲ့တီးစိတ်ဆိုတဲ့တတိကလက်တစ်ချက်ရတစ်ချက်နဲ့လောကရဲ့အမောင်တကအမောင်ဆုံးငရဲခန်းတစ်ခုစီကိုတက်ရှိထင်ရှားရောက်နေတယ်လို့ပါပဲနာကျင်မှုတွေကဆုံးမတတ်နိုင်ဒီလိုနဲ့ကျမတတိလစ်မေမျောသွားခဲ့တယ်ကျမတတိလစ်မေမျောနေစဉ်မှာမြင်တွေ့ခဲ့ရတာကရဲနီနေတဲ့အနီရောင်နှင်းစီပန်းကင်းကြီးတစ်ခုပန်းကင်းကြီးကဘလောက်ရှည်လျာကျယ်ပြန့်တယ်လဲဆိုဟိုးအဝေးကမိုးကုတ်စဝင်းတက်တန့်ကွေးရထီးပါပဲကျမသိချစ်တဲ့အဲ့ဒီနှင်းစီပန်းကင်းကြီးတဲ့ရှောက်သွားနေမိတယ်အဆုံးသက်ကိုရှာမတွေ့နိုင်ဘူးပေါ့အဲ့ဒါလိုရှောက်သွားပျော်မြူးနေတုန်းမှာပဲကျမအနောက်ကတကြိမ်နဲ့ဆက်တန်ကြီးတွေကြားလိုက်ရတယ်ကျမကြောက်လန့်တကြားလှည့်ကြည့်လိုက်တော့မျက်ရိပ်ဆက်ကြီးတစ်ခုကျမရှိရာကိုဥတီလာနေတာကိုတွေ့လိုက်ရတယ်မကြပါဘူးမျက်ရိပ်ဆက်ကြီးဟာနှင်းစီပန်းကင်းကြီးနဲ့ကျမကိုသူ့ဓာသွားတွေနဲ့တစားစီခိုးဖြတ်သွားလေရဲ့ပြတ်တောက်သွားတဲ့နှင်းစီပွင့်တွေနဲ့အတူသွေးလိမ့်နဲ့ကျမရဲ့ခန္ဓာကိုယ်အပိုင်းစားတွေဟာလည်းမြေပြင်ပေါ်မှာတစားစီကျဲပြန့်လို့ရှားတော်ကျေးရွာအုပ်စုထုံးဖို့ရွာနှင့်အလံမဝေးလာသောတောင်ကြီးတစ်တော်ကျိုးပိုင်းတနေရာ၌အလောင်းတစ်ခုကိုထင်းခုတ်သွားသည့်ရွာသားတချို့ကမြင်တွေ့ခဲ့ပြီးအကြောင်းကြားလာသောကြောင့်ထုံးဖို့ကျေးရွာဥက္ကဋ္ဌဦးဆန်ဝင်းနဲ့အတူရှားတော်ရဲစခန်းမှစခန်းမှုနဲ့ရဲတပ်ဖွဲ့ဝင်အချို့ရောက်ရှိစုံစမ်းနေကြပါတယ်ဒီလောက်ဆိုးရွားတဲ့လူသတ်မှုမျိုးကိုကျုပ်တသက်မှာတစ်ခါမှမမြင်ခဲ့ဘူးစခန်းမှုဦးခင်ကျော်ကကျေးရွာဥက္ကဋ္ဌဦးဆန်ဝင်းကိုခုလိုပဲဝန်ခံလိုက်တယ်ဦးခင်ကျော်ရဲ့မျက်နှာပေါ်မှာအော်နှလုံးနာနေတာအတိတာကြီးပဲအလောင်းကိုစားတွေးခါစားကားဆိုဦးခင်ကျော်စားထားသမျှထိုးအံတော့တာပဲမှန်မဲနေပါမလားအလောင်းရဲ့အခြေအနေကအတော်ကိုဆိုးတာကိုခြေထောက်တွေလက်တွေခုတ်ဖြတ်ထားခံသည့်အပြင်ဦးခေါင်းကိုယခုထိရှာမတွေ့သေးပေအလောင်းရဲ့ကိုယ်တဲ့ကိုကြည့်ပြီးအမျိုးသမီးတဦးရဲ့အလောင်းဆိုတာတော့တီးကြပြီဖြစ်တယ်ခန္ဓာကိုယ်မှာလည်းထိုးသွင်းဒဏ်ရာများနဲ့ပြည့်နေလို့တော်ရရဆက်တက်ဖြတ်သွားတယ်ဆိုတာအတိတာကြီးအညိုးတကြီးနဲ့လှုပ်သွားဟန်တူတယ်ဆယ်စုနှစ်တခုစာကျေးရွာဥက္ကဋ္ဌတက်တန်းကြာမြင့်ပြီဖြစ်တဲ့ဦးဆန်ဝင်းကမှတ်ချက်ပေးတယ်သေမှုသေခင်စစ်ဆေးနေတဲ့စခန်းမှုဦးခင်ကျော်ကတော့မြေပြင်အနေထားကိုလေးလာနေစေမို့ဥက္ကဋ္ဌစကားကိုဘာမှမဝေဖန်သေးဘူးသူ့အလုပ်သူဆက်လုပ်နေတယ်။ပတ်ဝန်းကျင်မှာသဲလွန်စာတစ်ခုတလေကြံခဲ့မလားလို့နှက်ဆက်အောင်ရှာဖွေနေတယ်။အဲ့ဒါလို့ရှာဖွေနေရင်ကသူ့တပည့်စာချင်းမူလာကိုလှမ်းမေးလိုက်တယ်။အလောင်းကအမျိုးသမီးအလောင်းတော့ဟုတ်ပါပြီ။ဘယ်သူပဲပါဆိုတာကိုရောသိရပြီလား။ဦးခင်ကျော်ကနယ်မြေခံတက်ကြက်စာချင်းမူလာကိုအဲ့ဒါလို့လှမ်းမေးလိုက်တော့စာချင်းမူလာကလေးတန်းအေးနဲ့အလောင်းကဘာထောက်ထားမှမပါတော့စုံစမ်းဆဲပဲစခန်းမှုအလောင်းကိုကျွန်တော်စတွေ့တော့
အင်ကြီးပလာနဲ့ဘာအဝတ်မှမပါဘူးပြီးတော့လောဝိလက်စားဆိုလို့လေဘာမှမပါဘူးဗျလောဝိလက်စားကပါစရာလေအကြောင်းမရှိအလောင်းကဥကောင်းမပါတော့ငကတ်တို့ဆွဲကြိုးတို့မတွေ့ရဖြတ်တောက်ထားခံရတဲ့လက်ပြက်နှစ်ဖက်မှာလေလက်စွပ်မတွေ့ရစခန်းမူဥခင်ကျော်ကဥက္ကဋ္ဌဘက်သို့လှည့်ကရွာထဲကလူပြောက်တာမျိုးရောမရှိဘူးလားဥက္ကဋ္ဌဒီနေ့ထီတော့မကြမိပေါင်စခန်းမူကြီးရာရက်တက်ကျက်စာချင်းမူလာကသူမြင်တွေ့ခဲ့ရသမျှကိုစဉ်းစားသုံးသပ်နေတယ်အလောင်းကမြေထဲမြုပ်ထားရာကနေတောဝက်တွေကမြေတွေကိုတူးဆွားရာကနေပေါ်လာတာဖြစ်တယ်လူသက်သမားကတယောက်တည်းမဖြစ်နိုင်အနည်းဆုံး2ယောက်သို့မဟုတ်အတိထက်များလိမ့်မယ်လို့ယူဆနိုင်တယ်ဒီလောက်ဝေးတဲ့နေရာကိုပေါက်တူးပေါက်ပြားတွေနဲ့အတူအလောင်းကိုတည်မလာဖို့ရာကတယောက်တည်းမဖြစ်နိုင်ဘူးထူးခြားတာကအလောင်းကိုမှအဝတ်မပါခြင်းနဲ့ဥကောင်းပျောက်ဆုံးနေခြင်းပဲဥကောင်းကိုလူသက်သမားကဘယ်မှာဝတ်ထားတယ်လဲလူသက်သမားကမြေချင်းခန်းနဲ့သာတူးခဲ့ရင်အလောင်းကပေါ်မှာမဟုတ်ဘူးဒီလိုတောတဲ့အထိလာမြုပ်နှံမှာရဲ့နဲ့ဘာကြောင့်မြေချင်းကိုခန်းနဲ့မတူးခဲ့ရတာလဲဒါဟာစဉ်းစားစရာပဲတောတဘာဝကိုမသိတဲ့လူများလားဒါမှမဟုတ်အလောင်းကိုတမင်ပေါ်စေခြင်းလို့များလားထို့သောစာချင်းမူလာအတွေးနေချက်နေစဉ်မှာစခန်းမူဥခင်ကျော်ကဘယ်လက်ပြတ်မှလက်တကြွယ်ကိုအသေးအချာကြည့်ပြီးတေသူကအသက်မခံရခင်မှာလက်စွပ်တကွင်းဝတ်ထားတယ်ကွာဒီမှာလက်စွပ်ဆွတ်ထားတာကြလို့ဖြစ်တတ်တဲ့အရာတစ်ခုတွေ့ရတယ်ထုံးစံအတိုင်းဥက္ကဋ္ဌဦးဆန်ဝင်းကထပ်၍ထင်ကြီးပေးပြန်တယ်ဒါဆိုရင်ပစ္စည်းယူလူသက်တာပဲရွာတွေကလူတက်ရက်တက်တဲ့ဇာရှိတဲ့ကောင်တွေရိုက်စစ်လိုက်ရင်ပေါ်မယ်ထင်တယ်စခန်းမူကဥက္ကဋ္ဌအကြောင်းသိနေသူဆိုတော့မချီတင်ကဲသွားဖျက်ပြလိုက်တယ်တကယ်တော့ဒီအမှုကအဲ့တလောက်မယိုးရှင်းဘူးဆိုတာကိုသူ့ရဲ့လုပ်ငန်းအတွေ့အကြုံတပါအရာခန်းစားသိရှိနေတယ်မဟုတ်ပါလားပစ္စည်းကိုလိုချင်၍လူရက်တဲ့ကောင်ကလူသက်ခဲ့မယ်ဆိုရင်တော့ယခုလိုခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖြတ်တောက်နေမည်မဟုတ်ပြီးတော့လူရက်တက်သူအများစုကပစ္စည်းရရင်တချို့တဲ့ပြည့်တက်ကြတယ်လူသက်ဖို့ဝင်လေးကြတယ်ထို့ကြောင့်ဥက္ကဋ္ဌကညံတိန်တိန်နဲ့ပြောနေသည်ကိုစခန်းမူကအရာမသွင်းချင်းပင်ကဲဆရာမူလာဒီတဝိုက်ကိုမျက်စိရှင်းရှင်းနဲ့ရှာကြည့်ကြအောင်ဗျာတစုံတစ်ခုထူးခြားတာတွင်ကျုပ်ကိုအရင်လာပြောစခန်းမူကစာကျင်မူလာကိုထို့သောအမိန်ပေးပြီးဥက္ကဋ္ဌရှိရာသို့လျှောက်သွားတယ်ဥက္ကဋ္ဌကတော့ကွန်တပြေးပြင်းနဲ့ဒီနေရာမှာသူသာတောင်းဝင်အရှိဆုံးဆိုတဲ့ဂိုက်ဖမ်းနေလေရဲ့လာဆက်စုကြတဲ့တောတက်ထင်းခုတ်မှုနှုတ်ရွာသားတွေကိုမောင်းထုတ်ရင်အာနာပြနေတာပေါ့စခန်းမူကထုံးဖို့ရွာတွေကလှုပ်ရဲကန်ရဲနဲ့ဇာရှိတဲ့သူတွေအကြောင်းဥက္ကဋ္ဌကိုမေးတယ်ဥက္ကဋ္ဌကသူ့ထင်ကြီးမှန်လို့စခန်းမူကားတောင်လာမေးရပြီဆိုတဲ့သဘောနဲ့သွေးနဲ့ထင်ရောက်နေဟန်တူပါတယ်ဒါနဲ့ဥက္ကဋ္ဌကသူနဲ့မတဲတဲ့သူမှန်သမျှနာမည်တွေကိုတန်းစီရွပြတော့တာပေါ့ဟုတ်မဟုတ်ဒီကောင်တွေကိုရဲကဖမ်းပြီးအရိုက်ခံရရင်ပြီးရောဆိုသည့်သဘောတောင်ဒီတစ်တော်ကျိုးပိုင်းအနီးမှာကရှားတော်ရွာတဖန်းတောင်းရွာထုံးပိုရွာနေပူရွာနဲ့ကမာရွာလို့ရွာ9ရွာရှိတယ်ရှားတော်ရွာကအကြီးဆုံးနဲ့အင်ဂျီအများဆုံးကျေးလက်စေးပေကန်ရှိသလိုစခန်းမှုဥခင်ကျော်တာဝန်ကျတဲ့ရဲစခန်းလေးရှိတယ်ဒါအပြင်ရှားတော်မှာတွဲဘက်အထက်တန်းကျောင်းတောင်ရှိသေးတယ်ဒါကြောင့်စခန်းမှုဥခင်ကျော်ကထုံးပိုလိုရွာသေးသေးလေးမှာလူသက်တရခန့်ရှိကပြေးဖမ်းလိုက်ယုံပင်သူ့အတွက်အခက်အခဲမရှိချေသို့သောဥခင်ကျော်အနေဖြင့်ထုံးပိုရွာကမဖြစ်နိုင်ဟုတွေးမိနေသောကြောင့်ဥက္ကဋ္ဌရွပြနေသောရွာကန်လူမိုက်များကိုစိတ်ဝင်စားဟန်မတူချေဒါလို့ဆိုဘာကြောင့်မေးရသလဲဥခင်ကျော်၌တည်ထားရန်လိုအပ်၍သာမေးရခြင်းသာနောက်တစ်ခုကဒီကနေ့နေ့လည်စာထမင်းကိုဥက္ကဋ္ဌအိမ်၌စားရမည်ဖြစ်သောကြောင့်ပင်လူသေးအလောင်းနှင့်မလန့်မကန့်ကဝါအိုက်တော်တွေကရဲသားတအူးကလန့်အော်လိုက်တယ်ဝကြီးဒီမှာလာကြည့်ပါဦး
တောဝက်တွေဆွဲသွားဟန်တူတဲ့ဦးခေါင်းပြောက်ကိုတွေး၍လှော့ခြင်းဖြစ်တယ်စခန်းမူဦးခင်ကျော်နဲ့တက်ကြက်စားခြင်းမူလာတို့ဝါအိုက်တော်တွေအတင်းတိုးခွေဝင်သွားကြတယ်ရဲတက်သားကဒီဝါအိုက်ထဲကနေညီးတန်လိုအတန်ထွက်နေရနဲ့ကျွန်တော်ဝင်ကြည့်တော့ဝါပိရဲ့ခြေကမြေကပွားရောင်ရောင်ဖြစ်နေတဲ့ဘိုးကြီးဒါနဲ့ကျွန်တော်လည်းမတင်ငါဖြစ်ပြီးတူးဆွားကြည့်လိုက်တော့ခေါင်းပြတ်မှာမျက်နှာမပေါ်လွင်တော့ပါပရွက်စိတ်များထိုးစိတ်ကိုက်ဖဲ့ထားဟန်တူတယ်သို့ပေမဲ့ထူးခြားသည့်ကနှာခေါင်းထိပ်ကမဲနက်လေးတစ်လုံးကတော့ဖြင့်ထင်ထင်ရှားရှားကြံရစ်နေပါသေးတယ်စာချင်းမူလာကဝါပင်အနီးကမြေတွင်းခတ်တိန်တိန်ကိုလက်ညှိုးထိုးပြလိုက်တယ်အမှန်ကခေါင်းပြက်ကိုတောဘက်တွေဆွဲသွားတာမဟုတ်ဘူးလူသက်သမားကဦးကောင်းကိုတနေရာမှာခွဲပြီးမြုပ်နှံထားခဲ့တာစခန်းမူဦးခင်ကျော်ကဆရာမူလာခေါင်းပြက်တွေးတဲ့အကြောင်းကိုဘယ်သူမှမသိစေနဲ့ဗျာခမရဲဘော်တွေကိုလည်းအတိအကျပြောပြထားလိုက်ပြောလိုက်တယ်စခန်းမူအကြောင်းနောကြည့်နေတဲ့စာချင်းမူလာကခေါင်းညိတ်ပြလိုက်ပါတယ်ဦးခင်ကျော်ကတော့ရဲဘော်လေးစကားကိုဇဝေဇဝါဖြစ်နေရှာတယ်ဝါအိုက်တော်တွေကညီးတန်လို့မိုးဆိုင်တန်လို့ကြားရတယ်ဆိုတာကိုပေါ့အလောင်းတွေ့ပြီး3ရက်မြောက်နေ့စခန်းမူဦးခင်ကျော်ခမဇပွဲပေါ်ကအမှုတွဲဖန်ကိုကြည့်၍ခေါင်းခဲနေရှာတယ်တောင်နီးတစ်တော်ကျိုးပိုင်းအတွင်းကအလောင်းနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုမှာတစုံတရာတိုးတက်မှုမရှိသေးရုပ်စွာအစုံမြည်သူမြည်ဝါ၏အလောင်းပါဟုပင်မပြောနိုင်သေး၍အကျက်ရိုက်နေရှာပါတယ်အထက်အစင်းစင်းကလည်းလူသက်မှုကိုစိတ်ဝင်စားနေကြတယ်ဆိုတော့ခမည်းမှာဒီလူသက်မှုကိုပဲအလေးပေးဆောင်ရွက်နေရတယ်အနီးအပါးကရွာတွေကလည်းလူပြောင်းမှုတိုင်ကြားချက်လာမဖွင့်ကြတော့ခတ်နေတာအမှန်ပေါ့ထိုအခိုက်သူ့ရဲ့စခန်းအတွင်းသို့ကားတစ်စီးဝင်လာတာကိုမြင်တွေ့လိုက်တယ်ဦးခင်ကျော်စပွဲကနေထပြီးအဝင်ပေါက်ကနေထွက်ကြိုလိုက်တယ်မြို့မရဲစခန်းကသူ့အထက်အရာရှိလားလို့ပေါ့ဒါပေမဲ့မဟုတ်ပါဘူးကားမောင်းလာတဲ့ဒရိုင်ဘာကတကားကိုဆင်းဖွင့်ပေးလိုက်တော့အသားဖြူဖြူအရက်မြင့်မြင့်အမျိုးသားကြီးတဦးရဲ့အမျိုးသားကြီးရဲ့ဇနီးဖြစ်ဟန်တူသောရုပ်ရည်သက်သက်အမျိုးသမီးကြီးတဦးရဲ့ကားပေါ်ကဆင်းလာတာတွေ့ရတယ်သူတို့နှစ်ဦးစလုံးမျက်နှာမှာတူးညီတာကစိုးရိမ်တောကတွေကြောင့်ညှိုးနှွမ်းနေကြတာပါပဲနှစ်ဦးစလုံးကိုဦးခင်ကျော်မမြင်ဘူးပါဘူးဒီနေကံမဟုတ်တာတော့သိချတယ်ဦးခင်ကျော်ခေါင်းကုပ်လိုက်မိတယ်လူတမ်းမှုကလက်တလောပူပူနွေ့နွေ့ဖြစ်ထားတာမဟုတ်လားအခုဘာမှုများပါလိမ့်လို့တွေးပြီးခေါင်းခဲသွားရှာတယ်စခန်းမူဦးခင်ကျော်ကခရီးဦးကြို၍သူရုံးကန်ကထိုင်ကုန်မှနေရာပေးလိုက်ပြီးလာရင်ကိစ္စကိုမေးလိုက်တယ်အဲ့ဒီအချိန်စခန်းထဲကိုဆိုင်ကယ်တစ်စီးနဲ့လူ2ယောက်ထက်ရောက်လာတယ်ကြည်လိုက်တော့ရှာတော်ကြီးရွာကျမ်းမရေးမှုဦးကောင်းစံနဲ့ရာအိမ်မှုကိုထုံးဝင်းတို့ဖြစ်နေတာကိုတွေးလိုက်ရပြန်တယ်ရုံးကန်မှာလူစုံတော့ရင်းနှီးနေတဲ့ကျမ်းမရေးမှုဦးကောင်းစံကစတင်မိတ်ဆက်ပေးတယ်စခန်းမှုကြီးဒါကသူနာပြုဆရာမမမေရီရဲ့မိဘနှစ်ပါးပါအငိမ့်စာကျောင်းဆရာကြီးဦးခင်မောင်နဲ့အငိမ့်စာကျောင်းဆရာမကြီးဒေါ်သက်ထားတဲ့သူတို့ကသူတို့သမီးအိမ်ပြန်ရောက်မလာလို့စိတ်ပူပြီးရွာကိုလိုက်လာကြတာတဲ့ဆရာမဒေါ်မေရီကလွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကတည်းကခွင့်နဲ့ပြန်သွားခဲ့တယ်ခမဒါပေမဲ့အခုထိအိမ်ပြန်မရောက်သလိုကျွန်တော်တို့ကြေးရွာစီးပေးကန်းကိုလည်းပြန်ရောက်မလာဘူးဗျလမ်းမှာတခုခုဖြစ်နေသလားဆိုပြီးတန်တရားဝင်တာနဲ့စခန်းမူကြီးစီမှာလာရောက်ကြောင်းကြရခြင်းပါအဲ့ဒါကိုညီပါအောင်စခန်းမူဦးခေကျော်ဒင်ကနေနေအောင်ရင်ကလိုက်ခုန်သွားတယ်မဟုတ်ပါစေနဲ့လို့လဲကြိုပြီးစူတောင်းလိုက်မိတယ်ဆီယာမမမေဒီရဲ့မိဘနှစ်ပါးမျက်နှာတွေကစိုးရိမ်သောကတွေနဲ့ညှို့ရော်နေကြတယ်မဟုတ်လားစခန်းမူဦးခင်ကျော်ကဒေါ်မေဒီဟုတ်လားကိုကောင်းစံသူ့ကိုကျွန်တော်မသိပါလားဗျာဟုတ်တယ်စခန်းမူကြီးကဘယ်သိပါမလဲဆီယာမဒေါ်မေဒီကနေပြောင်းသွားတဲ့ဒေါ်နော်အဲထူးကိုစားအလုပ်ဝင်တာမကြသေးဘူးလေပြီးတော့စခန်းမူကြီးကလည်းကျွန်တော်တို့ကျမ်းမာရေးစည်းကမ်းဘက်မလာတာကြပေါ့ဟုတ်လားအေးဗျာ
ကျွန်တော်လည်းကိုကောင်းဆန်တို့ဘက်မရောက်ဖြစ်ဘူးဆီယမဒေါ်မေဒီကဘယ်ရွက်လဲဗျအော်သူ့တပုံလေးများပါလာမလားမသိဘူးပါရင်လေကျွန်တော်ကိုတစ်ချက်လောက်ပြကြည့်ပါလားသူနာပြုဆီယမဒေါ်မေဒီရဲ့မိခင်ကသူမရဲ့စလင်းဘက်အိတ်ထဲမှာဓာတ်ပုံတစ်ပုံကိုယူပြီးစခန်းမှုကိုပေးလိုက်တယ်ဖျားရီစခန်းမှုကဖျားတားလိုက်တော့အားလုံးကဆဲဝင်စားသွားကြတယ်ဦးခင်ကျော်တွေးလိုက်ရတဲ့ဓာတ်ပုံထဲမှာကသူနာပြုဆီယာမဝစ်စုံပြည့်နဲ့ရိုက်ထားတဲ့ဒေါ်မေဒီအသက်အပြင်25နှစ်30ကြာရှိလိမ့်အောင်မယ်အရက်အမောင်းကောင်းတယ်လို့မျက်နှာလေးကလည်းချစ်စရာအတိပင်ဆီယာမလေးမေဒီရဲ့အထင်ရှားဆုံးအမှတ်သားကတော့နာတန်ထိတ်ကမှက်နှက်လေးတစ်လုံးပင်တောင်ဒီတစ်တော်ကျိုးပိုင်းအတွင်းကတစ်ခုတ်လုံသားတဲတစ်ခုမှမိခုံငွေတလူလူကကောင်းကင်သို့ဝေဝဲတက်နေတယ်နေလေစာအတွက်ထမင်းဟင်းချက်ပြုတ်နေဟန်တူပါရဲ့တဲပြင်မှလူတစ်ယောက်စေးပေါ်လိပ်ဖွာနေတယ်တဲတွင်မှာတော့တယောက်သောသူကစောင်းကျန်းကိုအထက်ထက်ခြုံပြီးခက်ကွေးကွေးလဲလျောင်းနေတယ်ကျန်တယောက်ကတော့ဖန်ခွက်တစ်လုံးကင်ထားပြီးစေးမုတ်ထုပ်ကိုသွားနဲ့ကိုက်ဖောက်နေလေရဲ့ဖင်းခုတ်လုံသား3ယောက်ပင်အမေတဲတွင်းမှာဖျားတက်ပြီးအမေတနေတာကခိုင်ထွန်းသူဘေးနားမှာစင်းနီကျော်နဲ့အရက်ဖြူတစ်ခွက်ကိုတမတ်အောင်မှွေနေသူကကြောကိုတဲပြင်မှာငုတ်တုတ်ထိုင်စေးပေါ်လိပ်ဖွာနေတဲ့မင်းနောင်ကလိထဲမှာနားကြီးလိုက်တာကိုပဲမင်းယောက်ျားမဟုတ်ဘူးလားခိုင်ထွန်းတညာလုံးလဲကြီးခုမိုးလင်းတော့လဲကြီးနဲ့မင်းဆောက်ပေါက်ကိုခဏလောက်ပိတ်ထားပေးစမ်းမင်းနောင်ရဲ့အော်ငေါ့တန်ကြောင့်ခိုင်ထွန်းကြဲကြဲမကြီးရဲတော့ဘူးဒါပေမဲ့ခတ်တိုးတိုးတော့ညီးနေတုံးပါပဲကျော်ကိုကစင်းနီကျော်နဲ့အရက်ဖြူကိုဆက်ပြီးပြီဆိုတော့ယော့ခိုင်ကြီးဒါလေးတစ်ခွက်ချလိုက်ကွာဒါဆိုမင်းတက်တာသွားမှာပါခိုင်ထွန်းကအဲ့ရာကမထားနိုင်ဘူးကျော်ကိုကပဲခိုင်ထွန်းရဲ့ခေါင်းထုပေးပြီးစေးအရက်ကိုပါဇက်ထဲလောင်းထည့်ပေးလိုက်တယ်စေးနဲ့အရက်တွေကဝမ်းတင်းလဲဝင်ပါရဲ့တချို့တစ်ဝက်လဲပဆောင်ကားနေအပြင်ဘက်ကိုစီးကြကုန်နေအင်းစီခံထိလောင်မြိုင်းနေတဲ့စေပေါ်လေးကိုထိုးချေလိုက်ပြီးမင်းနောင်ကကြော်ကိုကိုလှမ်းမေးလိုက်တယ်ကြော်ကိုဟိုကောင်ငါတို့ကိုတော့ဘက်မသွားတော့ပါဘူးနော်2ရက်တောင်ရှိနေပြီအခုထိပြန်ရောက်မလာသေးဘူးဟိုကောင်ဆိုတာကဝင်းသူရကိုပြောတာဖြစ်တယ်ဘက်တယ်ဆိုတာကလိန်နာကြော်တာခွာတာကိုပြောချင်းပင်ဝင်းသူရကမြို့တက်ပြီးရွှေသွားရောင်းတာဒီကနေ့ဆို2ရက်ရှိနေပြီအခုထိပြန်မရောက်သေးအစားက4ယောက်စလုံးအတူတူသွားဖို့ပါပဲဒါပေမဲ့အခုချိန်မှာသူတို့4ယောက်ကိုအတူတူတွဲသွားတွဲလာလောက်တာတခြားသူတွေမြင်တွေ့သွားလို့မဖြစ်တာကြောင့်ဝင်းသူရတယောက်တည်းမြို့တက်သွားခြင်းပင်ဝင်းသူရမှာကမြို့ခံအဆက်အသွယ်ကောင်းကောင်းရှိတယ်ဒီမှာကြံခဲ့တဲ့သူတို့ကဝင်းသူရလောက်မြို့ရည်လဲတာမဟုတ်ဒါကြောင့်ဝင်းသူရကိုပဲမြို့ကိုလွတ်လိုက်ရချင်းသာအခုမင်းနောင်ကပြန်ရောက်ချိန်သည့်တိုင်အောင်မရောက်လာသေးတဲ့ဝင်းသူရပေါ်တန်တရားစိတ်ဝင်လာတယ်ကြောက်ကိုငါလိုက်သွားရင်ကောင်းမလားတဲတွင်ကကြော်ကိုထွက်လာတယ်မင်းနောင်နီးဝင်ထိုင်လိုက်ပြီးလာမှာပါမင်းနောင်ရဒီကောင်ငါတို့ပေါ်အဲ့ဒါလို့မလုပ်ရဲပါဘူးလုပ်ရဲရင်လည်းလုပ်ကြည့်ပေါ့ဟိုတနေ့ကကောင်မလေးထက်ပိုဆိုးသွားလိမ့်မယ်လေမင်းနောင်ကဟက်ခနဲ့တစ်ချက်ရေလိုက်ပြီးစွဲကျိုးရယ်နဂက်ရယ်ပြီးတော့လက်စွပ်ရောဆိုငါတို့ဒီတချီအတော်ထောပြီနော်မင်းသူရကိုအတည့်အချာမှာလိုက်တယ်သိလားအပြန်ကြရင်အရက်ကောင်းကောင်းဝယ်ခဲ့လို့ဟီကျော်ကိုကမင်းနောင်လိုအရက်ကိုထူးထွေးပြီးစိတ်ဝင်စားလာသည်မဟုတ်သူ့အတွက်ကအနီးနားရွာတွေကချက်ရက်ရနေရင်ကျင်တတ်တယ်အခုသူတွေးနေတာကဟိုတနေ့ညကဇယမင်းစည်းစိမ်ကာမတနာပွဲတော်တီခဲရတာကိုစမြုပ်ပြန်နေခြင်းသာငါတို့မျက်နှာတွေမှတ်မိသွားလို့သာတက်ပြစ်လိုက်ရတာအခုသူ့ကိုယ်လုံးလှလှလေးပြန်မြင်အောင်တော့နှမျောလိုက်တာကွာမင်းနောင်ကကျော်ကိုရဲ့မျက်နှာကိုလှမ်းကြည့်လိုက်တယ်စိတ်ထဲကလည်းဒီကောင်တနာယူပဲတွေးလိုက်မိတယ်ပြီးတော့ဒေါသကြီးသူပြီးအဲညာကသူ့ကိုကက်ကက်လန်အောင်ဆဲဆိုခဲ့တာတတိယသွားပြီးမင်းကောင်မကစွာတာကိုကွာငါတို့ကိုလည်းမတူသလိုမတန်သလိုနဲ့ဗါတဲ့အောက်တန်းစားတွေခွေးလောက်မှတန်ဖိုးမရှိတဲ့လူအန်ဓာတွေတဲ့ဟုတ်လား
အေးဒါကြောင့်ငါကအဲ့ကောင်မကိုအပိုင်းပိုင်းထစ်ခုတ်တက်ပစ်လိုက်တာပဲမှတ်မိတာပေါ့အဲ့ဒီညကမင်းနောင်ကကောင်မလေးကိုပစိန်နဲ့အချက်များစွာခုံနေခဲ့တာလေတကယ်တမ်းပြဿနာအစကဝင်းသူရကကောင်မလေးကိုစော်ကားဖို့ထပ်အလဲကျလာတော့သူစိတ်တိုင်းကျစော်ကားနေတော့မှကောင်မလေးကဝင်းသူရရဲ့နရွက်ကိုကိုက်လိုက်တယ်ဝင်းသူရငဲတန်ပါအောင်အော်တော့မင်းနောက်ကပြေးသွားပြီးကောင်မလေးကိုလက်သီးဖြင့်အချက်ပေါင်းများစွာထိုးပြီးလွတ်ခိုင်းခဲ့တယ်ကောင်မလေးကမလွတ်ဘူးဒေါသကြီးတဲ့နေရာနှစ်ယောက်မရှိတဲ့မင်းနောင်ကသူ့ခါးကြားကဓာတ်နဲ့ကောင်မလေးကိုပေါ်နေရာအနှံ့ပြထိုးခဲ့တယ်အဲ့ဒီကြမှာကောင်မလေးကဝင်းသူရနားကိုလွတ်ပေးတယ်ဓာတ်နဲ့ထိုးခံရလို့ကောင်မလေးကချက်ချင်းမသေးဘူးသူတို့ကိုစိမ့်စိမ့်ကြီးကြည့်ပြီးမုံတီဆက်ဆုပ်ရန်ဖြင့်ပြောသွားသေးတယ်အယုဒ္ဓမာကောင်တွေနေရွက်အကိုက်ခံရတဲ့ဝင်းသူရနဲ့ဒေါသတိတ်ကြီးတဲ့မင်းနောင်ပစိန်တယောက်တစ်လက်ကင်ခဲ့ပြီးတော့ကြော်ကိုတယောက်သွေးပြက်စရာမြင်ကွင်းကိုထပ်မတွေးလို့တော့ပေအမှန်တကယ်လဲအနီးထရုံမြင်ကွင်းတစ်ခုပင်အယံမူမူနဲ့သွေးစုနေတုံးဆိုတော့ဘယ်သူကမှလည်းဝင်မဆွဲခဲ့ကြဒီအတိုင်းကြည့်နေမိကြတယ်နောက်တော့သူတို့၄ယောက်သားတိုင်ပင်ပြီးကောင်မလေးရဲ့ခန္ဓာကိုယ်အပိုင်းစားတွေကိုအိပ်ဖြင့်ထက်တောင်းဒီတစ်တော်ကျိုးပိုင်းထဲသို့တဲယူလာခဲ့ကြတယ်အခုဖျားနေတဲ့ခိုင်ထုံးနဲ့ကြော်ကိုကမြေချင်းတစ်ခုကိုတာဝန်ယူလိုက်ရတယ်။ကိုနှစ်ယောက်ကပတ်ဝန်းကျင်ကိုအရက်တောက်ရင်းအကဲခတ်ပေးနေကြတာပေါ့။ခိုင်ထုံးကငကိုကလေးကအားနေတဲ့အကောင်ဆိုတော့အပိုင်းပိုင်းအတစ်တစ်နဲ့သွေးတန်တရေရဲ့အလောင်းကြီးကိုကြည့်ပြီးကြောက်စိတ်ပိုးနေပြီ။ကျွင်းကိုနှက်အောင်မတိုးနိုင်တော့ဘူး။ကြော်ကိုတယောက်သေးတာတူးနေရတယ်လို့ဖြစ်နေတယ်။အော်ခိုင်ထုံးကမကြာခဏကျင်းမော်တက်ထိုးရနေတဲ့အဲ့ဒီတော့ကျင်းကပြောတလောက်မနှက်ဘူးပြီးတော့လူတွေမြင်သွားမှစိုးရိမ်နေတဲ့အတွက်သူတို့တူးပြီးတလောက်နဲ့ပဲကောင်မလေးရဲ့ခန္ဓာကိုယ်အပိုင်းစားတွေကိုမြေမြုပ်ပစ်လိုက်ကြတယ်စလင်ဘက်88ကောင်မလေးကိုပေါ်ကငကတ်တရံဆွဲကြိုးတကုံးနဲ့လက်စွပ်မိမဘက်နိုင်တလုံးကိုသူတို့ယူလာခဲ့ကြတယ်စလင်ဘက်အိတ်ထဲကပတ်စံကိုယူလိုက်ပြီးဝန်နှန်းကန်နဲ့အခြားအသုံးဆောင်ပစ္စည်းတွေကိုတော့တဲပြန်ရောက်တဲ့အခါမီးရှို့ပစ်လိုက်ကြတယ်ဝန်နှန်းကန်မှာဒေါ်မေဒီကျမ်းမာရေးဝန်နှန်းအစ်စ်ဆိုတာတော့ဖတ်လိုက်ရတယ်အမှန်တော့သူတို့အဲ့ဒီနေ့ကကြာတော်ရွာဆင်းပြီးစံတို့စီတို့သွားဝယ်ကြတာအပြန်မှာတီးတဲ့အတိုင်းအရက်ဆိုင်ဝင်တော့ကြတယ်မူမာဆိုင်ကပြန်လာခဲ့ကြတယ်ဒါတောင်ပတ်စံမလောက်တော့လို့အမှန်ကသူတို့ထပ်တော့ချင်ကြသေးတယ်သူတို့ပြန်တော့မောင်ရီပြိုးစာပြုတ်ပြီးလူပြတ်တဲ့ခင်းတန်းလေးတစ်ခုမှာသူတို့ဆီယာမလေးမမေဒီကိုတွေ့ကြကြရာကနေအခြေအနေနဲ့အချင်းအခါပေးတာကတကြောင်ဆီယာမလေးရဲ့ကိုပေါ်ကလောဝိလက်စားတွေကိုမြင်ရတာကတကြောင်ကံအကြောင်းမလားရှာတဲ့ဆီယာမလေးထံကနေလူရက်ခဲကြတာပဲဖြစ်တယ်ကြောကိုဆိုတာကတာမန်ချိန်မှာတော့မိမမြင်ရင်ငန်းငန်းတက်ကြီးတတ်တဲ့အကောင်အခုလိုစိတ်ငြိမ်တဲ့အမောင်မှာလှပတဲ့ဆီယာမလေးကိုမြင်တော့သူ့ဆန္ဒကိုမချိုးနိုင်ခဲ့ဘူးကျော်ကိုကအရင်ကလည်းအဲ့ဒီလိုရာဇဝင်ရှိခဲ့ဘူးတဲ့ထောင်လဲကြဘူးသူတယောက်အဲ့ဒီမှာဆီယာမလေးဘဝကစပြီးရေတိမ်နေခဲ့ရတော့တာပါပဲကျမရေမှုကမနက်စောစောမှထားပြန်မှလို့တေးသေးချာချာမှလိုက်ပါရဲ့နဲ့ဘာမှမဖြစ်တော့ပါဘူးဆိုတဲ့ခပ်ပေါ်ပေါ်အတွေ့ကအခုတော့ဆီယာမလေးမတ်မေဒီအတွက်ကျမစိုးနဲ့စိုက်မြိုင်ပတ်ပင်းတိုးခဲ့ရတယ်ပြင်စင်ချိန်မရတော့ဘူးခွေးထက်ရုပ်တဲ့လူမိုက်တို့အလဲမှာငရဲကြခဲ့ရတယ်အခုတော့မောင်ပြီဆိုတော့မှဝင်းသူရတဲကိုပြန်ရောက်ချလာတယ်ရောက်ချင်းကြောပိုးအိတ်ထဲကသူမျိုးကပါလာတာတွေကိုထုတ်ပြလိုက်တယ်ပတ်စံတွေအထက်လိုက်ပြီးတော့ရက်ပလင်းတွေငါတစ်တာဘူးတွေတခြားစားစရာတွေအများကြီးပဲရှားနေတဲ့ခိုင်ထုံးတောင်ထားထိုင်ပြီးဝင်းသူရပါလာတာတွေကြည့်နေတယ်မင်းရှားတော့ဘက်ကပြန်လာတာလားသူရအခြေအနေဘာထုလဲအလောင်းသာရဲကတွေ့တာလीကွာတည်တဲ့သူကဘယ်သူပေပါလို့တောင်တည်သေးတာမှမဟုတ်တာငါတို့လောက်တာပြင်းပါတယ်ကွာဘသူကမှဒီအကြောင်းကိုမသိကြပါဘူးအေးဆေးပါကွာဝင်းသူရကအဲ့ဒါလိုပဲဒီကောင်ကသူ့ကိုယ်သူတိတ်ရထင်ကြီးတတ်တာဘလို့ပြောရမလဲသူ
သူတိတူတက်ဆရာကြီးပေါ့ဆရာမလေးမေဒီရဲ့အလောင်းကိုမြေမြုပ်တော့သူပဲခေါင်းပြက်ကိုယူသွားပြီးဝါအိုက်တော်တဲ့ဝင်ချသွားတာလေပြီးတော့အဲ့ဒီဝါအိုက်တော်ထဲမှာပဲဦးကောင်းကိုမြေမြုပ်ခဲ့တယ်အဲ့တုန်းကအကယ်၍များအလောင်းကိုရှာတွေ့ခဲ့ရင်တော့ဘယ်သူအလောင်းမဲ့ဘယ်သူကတီးတော့မှမဟုတ်ဘူးဟဲ့ဟဲ့ငါစီစဉ်ပိုင်းနေမို့လားဒီလိုအကြိုအကြားတွေကိုဘသူကဝင်ရှာမှလဲမဟုတ်ဘူးမို့လားဟဲ့ကြွားပြောခဲ့သေးတယ်နောက်တော့သူတို့ခြေရလက်ရကအစားဘာသဲလို့ဇာမမကျင်အောင်လှုပ်ခဲ့ပြီးပီဒီစွာနဲ့တစ်ခုတ်လှုပ်သားတဲကိုပြန်ခဲ့ကြတယ်အခုသူတို့ရောင်းချရလာတဲ့ပတ်စံတွေဝေစုခွဲပြီးအရက်တွေတောက်စားမူရည်အောင်ပွဲခံကြတော့မယ်လူဟန်တာလူယုံမာတို့မသိတာဒီကရှားတော့ရက်စခန်းမှုကအသက်ခံရသူမှာသူနာပြုဆရာမမမေဒီဆိုတာကိုသိရှိသွားပြီးလူသက်သမားတွေကိုအပူတပြင်းစုံစမ်းဖော်ထုတ်နေပြီဆိုတဲ့အကြောင်းပဲပေါ့ညဉ့်ရံကနတ်တစ်ထက်နတ်လာခဲ့ပြီးရန်ဖန်ရန်ခါ၌ညင်ဘက်အစာရှာထွက်တတ်သောညငဲ့အချိုးရဲ့အတန်ကိုသာကြားရပြီးတတော်လုံးကငြိမ်သက်တိတ်ဆိတ်နေပါတယ်ဒါပေမဲ့တစ်ခုတ်လှုပ်သားတဲတဲမှာတော့ခွက်တံပလင်းတံတွေနဲ့အတူတဟာဟာအော်ဟီရဲတံတွေကတစ်ချက်ကျဲလောင်စွာထွက်ပေါ်နေလေရဲ့တဲအတွင်းမှာလူလေးယောက်ဝိုင်းဖွဲ့တောက်စားနေကြတယ်သူတို့အရက်ကောင်းတွေအမည်စားဖွဲ့မျိုးစုံနဲ့ဥဆိုနေကြတယ်သူတို့ဆိုတာသူနာပြုဆရာမမမေဒီကိုပစ္စည်းလူယူသည့်အပြင်လူကိုပါအတ္တမချစ်ပြီးရဆက်တက်ခဲကြသူတွေပါပဲမင်းနောင်ဝင်းသူရကြော်ကိုနဲ့ခိုင်ထွန်းတို့ပဲပေါ့အဖျားနဲ့ကျသွားတဲ့ခိုင်ထွန်းကလည်းအရက်ဝိုင်းမှာဝင်တောက်နေတယ်တော်ဝိုင်းလုံးကသူတို့လှုပ်ခဲ့တဲ့မကောင်းမှုတွေကိုတရားတစ်ပေါက်စမြုပ်ပြန်နေကြတယ်ဒါပေမဲ့ခိုင်ထွန်းကသူတို့တဲ့ဝင်မပြောဘူးနေမကောင်းလို့လာတော့မသိအရက်ကိုသာတစ်ခွက်ပြီးတစ်ခွက်ဖီးတောက်နေတယ်နားမှာစေးပလစတာကတ်ထားတဲ့ဝင်းသူရကအမီးစားရင်းနဲ့ကြောကိုမင်းအများဆုံးမို့လားငါထင်တယ်မင်း3ခါထက်မနည်းဘူးကွာဟိုကောင်ခိုင်ထွက်လဲကိုတောင်မင်းကြော်ဝင်သွားသေးတယ်ဟင်းငါမှတ်ထားတာအောင်မေခွေးမသားမင်းရောက်ဘာထုလဲနောက်ဆုံးတစ်ခါမင်းကြာနေလို့ဟိုကောင်မကမင်းတို့ရက်ကိုကိုက်လိုက်တာလေမင်းမယားများအောင်မေလို့စိမ့်နေတာလားသူရရဲ့ဟာဟာဟာကြော်ကိုကထက်ပြောတယ်ငါကိုအယုဒ္ဓမာကောင်လို့သူ့ပါဇက်ကခေါ်တဲ့အတန်လေးကိုအခုထိမမေ့နိုင်ဘူးကွာဟီဘလို့ပြောမလဲနဝင်းအောင်ချိုးနေသေးတယ်ဟာသူတို့အဲ့ဒါလို့စမြုပ်ပြန်အောင်ဟစ်ညင်းခုန်နေချိန်တော်တွေကခွေးတွေရဲ့ဦးတန်ကြီးကစူးပါးစွာထွက်ပေါ်လာတယ်ဒါပေမဲ့သူတို့ကတောထဲမှာနေကြလာတော့ဂယုမဆိုင်ကြပါဘူးခုနာကလိုပဲတောက်လိုက်စားလိုက်ညင်းလိုက်နေပဲပေါ့ဖျားနေစေဖြစ်တဲ့ခိုင်ထွန်းကအေးကောင်းတွေငါအပြင်ထွက်ပေါ်သွားလိုက်အောင်မယ်ဘယ်သူလိုက်အောင်မလဲမလိုက်တော့ဘူးကို့ဘာသာသွားတော့ဒါနဲ့ခိုင်ထွန်းတယောက်ထဲတဲပြင်ကိုထွက်သွားတယ်ကြံခဲ့တဲ့သူတွေကတော့ဆက်ပြီးတောက်ကြတာပေါ့တော်ထဲမှာသူတို့လိုတစ်ခုတ်တဲလေးတွေမိသွေးဖုတ်တဲ့တဲလေးတွေအနေချင်းရှိတယ်ဒါပေမဲ့တတဲနဲ့တတဲရဲ့အကွာအဝေးကနည်းနည်းလမ်းတော့အော်ခေါ်လို့တောင်ကြားချင်မှကြားရတာအဲဒီတော့ဒီကနေ့ညသူတို့တဲကစူညံတန်တွေကတခြားတဲတွေကိုအနောက်အရှက်မဖြစ်ဘူးလို့ပြောလို့ရတယ်အခုလိုညဘက်ဆိုဟိုဘက်တဲကမီးရောင်ဒီဘက်တဲကမြင်ရတယ်ဒါပေမဲ့ဒီညခိုင်ထုတ်အပြင်ထွက်လာတော့ဟိုဘက်တဲကမီးရောင်မတွေ့ရဘူးအစောကြီးများအိတ်ကြသလားခိုင်ထွန်းနောက်ဖေးဘက်ကိုရှောက်သွားပြီးတောထန်လိုက်တယ်ခိုင်ထွန်းကတောစည်းကန်းတော်အတီသားသူ့ရဲ့ရက်ဘလောက်မူမူတောတဲ့မတ်တက်ရက်ပြီးအပေါ်မစွန့်ဘူးတောဖမ်းမှကြောက်လို့လေတောခွေးဥတန်ကြီးကခြောက်ချားခြင်းစပွဲထွက်ပေါ်လာပြန်တယ်မတတိစပွဲခွေးဥတန်ကြောင့်ခိုင်ထွန်းအပေါ်စွန့်နေခြင်းကြက်သီးဖြန်းထသွားမိတယ်သူဟာယုံထဲမှာဝင်းသူရာကဆရာမလေးမေဒီရဲ့ခေါင်းပြက်ကြီးကိုကင်ပြီးဝါအိုက်တော်တဲ့ဝင်သွားတာကိုဖြက်ခနဲ့ပြန်မြင်ရောင်သွားတော့ပိုပြီးခြောက်ချားမိသွားတာပေါ့ခိုင်ထွန်းအတလို့တွေးပြီး
အပေါ်သွားနေတုန်းမှာသူ့ရှေ့တက်တဲ့ကခြုံကြီးကတလုံးလုံးဖြစ်လာနေတယ်လို့ခံစားလိုက်ရတယ်။ခြုံအတွင်းကလွတ်လွတ်တန်တစ်ခုသူ့နားနဲ့ဆက်ဆက်ကြားလိုက်ရပြန်တယ်။ခိုင်ထွန်းဘောင်းမီကိုပြန်မတင်ခြင်းမတ်တက်ရက်လိုက်မိတယ်။သူပဲအမြင်အာရုံလွဲမားနေသလားလို့မျက်လုံးကိုပုတ်တက်ပြီးခြုံပုတ်ကိုအတရာချထက်ကြည့်လိုက်ပြန်တယ်။ဒီတစ်ခါခြုံပုတ်ကြီးကငြိမ်သက်လို့ဒါပေမဲ့ရှက်ရှက်နဲ့ခြုံပုတ်ကြီးယောက်ကတိုးခွေနေတဲ့အတန်ကိုတော့သူထပ်ပြီးကြားလိုက်ရပြန်တယ်။လာရောင်ရဲ့အလင်းသားရှိတော့ခြုံကြားတဲ့ကအတန်ကဘာမှမသိနိုင်ဘူး။ခိုင်ထွန်းခြုံပုတ်အခြေကိုထက်ကြည့်လိုက်တော့အမလီဘာကြီးတော့ထိန်လန့်သွားတဲ့ခိုင်ထွန်းဟာသူ့ခြေကိုနောက်ဆုံးမှမသိဆုပ်သွားလိုက်မိတယ်။ဟုတ်တယ်သူမြင်လိုက်ရတာကကိုမပါလက်မပါခေါင်းပြက်ကြီးတစ်ခုကခြုံအတွင်းမှအတင်းတိုးထွက်လာတာကိုပဲပေါ့။ခေါင်းပြက်ကြီးကသူ့ရဲ့လိမ့်လိမ့်ပေးချမ်းနေတယ်လို့မျက်နှာပေါ်မှာလေးသပင်းတွေကဖိုးရိုးဖာရကြလို့ကြောင်မက်ဖွယ်အတိအော်နောက်ကိုကြောက်လန့်တကြားဆုပ်လာတဲ့ခိုင်ထွန်းကံမကောင်းရှာဘူးထင်းချမ်းကြီးတစ်ခုကိုခလုတ်တိုက်ပြီးနောက်ပြန်လဲကျသွားတယ်ခိုင်ထွန်းထပ်ပြီးကန်ဆိုးပြန်တယ်နောက်ပြန်လဲကျတော့သူကောင်းတက်တဲ့ကြားတဲ့နေရာမှာကတစ်ခုတ်တဲ့ပစိန်သွားကထောင်လျက်သားကြီးရှိနေတယ်တစ်ခုတ်တဲ့ပစိန်ဆိုတော့အသွားကထက်တယ်အရှင်ပြင်းပြင်းနဲ့လဲကျတဲ့ခိုင်ထွန်းကောင်းနဲ့ပစိန်သွားကပြစ်ခနဲ့ထိုးခွဲဝင်ရောက်သွားတယ်နေရာတင်သွေးတွေအိုင်သွားတယ်ဦးကောင်းကသွေးတွေကရေပိုက်ကညှစ်ထွက်နေတယ်လို့ထောင်ပန်းနေတယ်ခိုင်ထွန်းရဲ့ခြေတွေလက်တွေကစန့်ငင်နဲ့တုန်ခိုက်နေတယ်အခဏအကြာမှာတော့ခိုင်ထွန်းဟာငြိမ်သက်သွားပါတော့တယ်ခြုံဆက်မှတင်းခွေချက်တကောင်ဟာသူ့ခန္ဓာကိုယ်ကိုလုံးထွေးထားရမှာဖြီချလိုက်ပြီးတဲအခြေကိုထွက်ပြေးသွားပါတော့တယ်တကယ်တော့ခိုင်ထွန်းမြင်ခဲ့တာဟာဥကောင်းပြတ်တစ်ခုမဟုတ်ပါဘူးတင်းခွေချက်တကောင်ပါတဲအတွင်က၃ယောက်ကအပြင်မှာသူတို့လူခိုင်ထွန်းဘာဖြစ်သွားတယ်ဆိုတာကိုမသိကြဘူးသူတို့ချင်းအော်ဟစ်ညင်းခုန်နေကြစေပဲပထမဆုံးခိုင်ထွန်းကိုတတိယသွားတာကကျော်ကိုကတဲပြင်ဘက်ကိုလှမ်းကြည့်လိုက်ရင်ဟဲ့ကောင်နေခိုင်ထွန်းအပေါ်သွားတာကလေကြာလာကြည်လားဟာဒီကောင်ပြင်မှာတယောက်တည်းဘာများလုံးနေတယ်လဲမသိပါဘူးအဲ့ဒီတော့မှကျန်တဲ့သူတွေလည်းခိုင်ထွန်းကိုတတိယသွားကြတာပေါ့မင်းနောင်ကတောက်လက်ဆရက်ခွက်ကိုကျမ်းပေါ်ချလိုက်ပြီးအော်ခေါ်လိုက်တယ်ဟိုင်ထွန်းအပြင်မှာဘာလုပ်နေရလဲဒါလီကွာအရက်လာတောက်လက်ဟိုင်ထွန်းရဲ့ပြန်ထူးတန်မကြားရပါဘူးကျော်ကိုကငါထွက်ကြည့်လိုက်အောင်မယ်ပြောပြီးတဲပြင်ထွက်သွားတယ်တဲပြင်ရောက်တော့ခိုင်ထွန်းကိုအော်ခေါ်တယ်သူတို့အပေါ်သွားနေကြတဲအနောက်ကခြုံပုတ်စီသွားကြည့်တယ်ခိုင်ထွန်းဒီကောင်ဘယ်သွားတာပါလဲကျော်ကိုဟာခိုင်ထွန်းကိုတဲပတ်ဝင်းကျင်နေရာနဲ့လိုက်ရှာပေမဲ့လုံးဝမတွေ့ရဘူးဒါပေမဲ့သူတဲချီကဓာတ်တို့ပစိန်တို့သွေးတဲ့ကြောက်တုံးအနီးရောက်တော့ခြေလမ်းတွေရက်သွားတယ်အဲ့ဒီဝင်းကျင်ကမြေပေါ်မှာသွေးကပ်လိုဘာလိုတွေးလိုက်ရလို့ပဲမြေပေါ်ကိုမုတ်ဆိုးထူးထောက်ထိုင်ချလိုက်ပြီးစိတ်ထန်ဖြစ်နေတဲ့အရာတွေကိုလက်ဖြည့်ကန်ပြီးပုတ်ကြည့်တယ်ပြီးတော့အနံ့ကိုရှူကြည့်တယ်သွေးမှန်းတေချသွားပြီးသူအမျက်မတိတ်ထားရက်လိုက်ပြီးပတ်ဝန်းကျင်ကိုစိတ်ငူးစွာလေးလာလိုက်တယ်ပတ်ဝန်းကျင်ကစိတ်ငြိမ်နေတယ်ဘာမှမတင်ကားစရာမတွေးရဘူးနေလေကသူဒီမှာပစိန်ကိုသွေးပြီးထားခဲ့တာကိုတတိယလို့လှမ်းကြည့်တော့သူထားခဲ့သည့်နေရာမှာပစိန်မရှိတော့ဘူးကျော်ကိုရဲ့တီးစိမ့်မှာသူတို့အတွက်အမျိုးမိမသိတဲ့အန်ဒီယာတစ်ခုတော့ဝင်ရောက်လာပြီဟုခံစားလိုက်ရတယ်အဲ့ဒီအချိန်တဲအတွင်းကနေစူးစူးညံ့အတန်တွေဟာပြုံးစားကြီးထွက်ပေါ်လာတယ်ဟာဟဲ့ကောင်မင်းဘာလုပ်တာလဲအောင်မလေးဟဲ့ကောင်မလုံးနဲ့လေတေးပါပြီအတန်တွေမျိုးစုံအောင်ဇက်တိုက်ကြားလိုက်ရတယ်အော်ဟစ်တန်တွေမလုတ်ဖို့တားတန်တွေပကံတွေဖန်ခွက်တွေကွဲတန်တွေနာကျင်စွာညင်းညူအော်ဟစ်တန်တွေကလင်းလင်းမြန်ဇက်တိုက်ထွက်လာတယ်တဲနောက်ဖက်ရောက်နေတဲ့ကြော်ကိုဟာတဲကိုတပတ်ပတ်ပြီးတဲဝါကနေလှမ်းကြည့်လိုက်တော့ဟာတဲအတွင်းမှာပကံတွေခွက်တွေပြန်ကျဲနေတယ်လို့
မင်းအောင်နဲ့ဝင်းသူရတို့နှစ်ယောက်ဟာသွေးရိုင်တဲ့ပလက်လန်လဲကျနေတာကိုမြင်တွေ့လိုက်ရတယ်သူတို့နှစ်ယောက်လုံးကတင်းနေကြပြီးသူတို့နီးမှပစိန်ကိုကန်ပြီးမမကြီးရက်နေသူကခိုင်ထွန်းကောင်းကိုကြည့်လိုက်တော့ပစိန်သွားရအပေါက်ကြီးနဲ့ဟေ့ကောင်ခိုင်ထွန်းမင်းဒါဘာလို့တာလဲခိုင်ထွန်းကသူ့ဘက်လှည့်ကြည့်တယ်ပြီးတော့သူတခါမှမမြင်ဘူးတဲ့အပြုံးတစ်ခုကိုခိုင်ထွန်းကပြုံးပြလိုက်တယ်အဲ့ဒီအပြုံးမှာရက်ဆက်မှုတွေရောပြွနေတာသိကြတယ်ခိုင်ထွန်းဟာပြုံးပြပြီးတင်းနေတဲ့မင်းအောင်ရဲ့ခြေတွေလက်တွေကိုထပ်ပြီးခုတ်ဖြတ်ပြန်နေမယုံနိုင်စရာပါပဲဖျားနေတဲ့ခိုင်ထွန်းအားငယ်တက်တဲ့ခိုင်ထွန်းအခုအရင်ကအဲ့ဒီခိုင်ထွန်းမဟုတ်တယ်လို့ပဲအလွန်လင်းမြန်ပြီးတမ်းမာတဲ့ခိုင်ထွန်းဖြစ်နေတယ်မင်းအောင်ရဲ့ခေါင်းကိုတိကနေခုတ်ဖြတ်ပြီးတော့ဝင်းသူရရဲ့အလောင်းကိုလည်းဆက်ပြီးပစိန်နဲ့ခုတ်ဖြတ်နေပြန်တယ်ကျော်ကူအကြောင်သားငေးကြည့်နေမိတယ်သူဘာဆက်လို့ရမယ်ဆိုတာကိုမသိနိုင်တော့တယ်လို့မျိုးလုံးဝကြက်တည်တင်နေပါတော့တယ်ဟန်ထွန်းစီကကျင်းနဲ့ဝမ်းမြောက်တဲ့ကြောင်စီနိုင်လာတဲ့ရေတံကြီးထွက်လာတယ်ကျော်ကူအဲ့ဒီတော့မှတတိဝင်လာတယ်ခိုင်ထွန်းကသွေးများစွန့်ထင်းနေတဲ့ပစိန်ကိုကင်လျက်သူ့ကိုစိမ့်ကြီးကြည့်နေတာမြင်လိုက်ရတော့သူထိတ်လန့်တုန်လှုပ်သွားတယ်သူတွေးလိုက်တယ်တရေမရေစီးနေတဲ့ခိုင်ထွန်းကိုပြန်ခုခံတိုက်ခိုက်တာထက်သူဒီနေရာကထွက်ပြေးပြီးတခြားတဲတွေစီကိုရောက်ရင်အခုအညီရနိုင်တယ်မဟုတ်လားခိုင်ထွန်းကသူ့စီကိုတလန်းချင်းလှမ်းလာနေပြီကျော်ကိုတဲဝါကနေခြာခနဲ့လှဲ့ပြီးပြေးတယ်အသက်ကုန်ပြေးတာအသက်အန္တရာယ်နီးကပ်လာတော့မပြေးလို့မဖြစ်ဘူးမို့လားဒါပေမဲ့ကျော်ကိုဝေးရအောင်မပြေးနိုင်ခဲ့ဘူးပြေးရင်နဲ့ခြေခောက်ပြီးရှေ့ကိုကုန်းကြီးဟတ်ထိုးလဲကြပါလေရောလူကမြေပြင်ပေါ်မှာကုန်းကွာကြီးပေါ့ခိုင်ထွန်းကလက်ထဲကပစိန်ကိုလွတ်ချပြီးတဲနရံကလှမ်းချွန်ကိုလှမ်းယူလိုက်ပြီးကုန်းကြီးဖြစ်နေတဲ့ကြောကိုစီကိုအသက်ကုန်ပြစ်လွတ်လိုက်တယ်အန်ဩစီယာလှန်သွားဖောက်ဝင်သွားတာကကြောကိုတန်ကျင်ရှို့လိုက်တယ်လို့ပါပဲလန်ကစောဝါကနေထိုးဝင်သွားပြီးဗဇက်ပေါက်ကနေထွက်သွားတယ်မကြည့်ရမမြင်ရစရာအနီးထရုံမြင်ကွင်းပါပဲဒါပေမဲ့အဲ့ဒီမြင်ကွင်းကိုမြင်သွားတဲ့သူတွေရှိတယ်အဲ့ဒါကတော့သူတို့ရဲ့တစ်ဖက်ကမိမလင်းဘူးဆိုတဲ့တဲကမိသွေးဖုတ်သောမိသားစု3ယောက်ပါပဲသူတို့တဲမိမလင်းရတဲ့အကြောင်းကတော့ဒီကနေ့ညနေပိုင်းကသူတို့မိသားစုထုံးဖို့ရွာကိုရောက်နေကြလို့ပါပဲသူတို့ပြန်လာတဲ့အချိန်ကျော်ကိုတို့တဲအနီးရောက်တော့အခုလိုအဖြစ်ပြက်ဆိုးကြီးကိုသူတို့မျက်ဝါးထင်မြင်တွေ့လိုက်ရတာပဲဖြစ်တယ်ခိုင်ထွန်းဟာကျော်ကိုစီကိုရောက်သွားပြီးဘလို့လဲကိုကလည်းကြတော့နာတက်ပြီမို့လားအယုတ်တမကောင်ခိုင်ထွန်းပါဇက်ကနေထွက်လာတဲ့စကားကိုနောက်ဆုံးကြားသွားတဲ့ကျော်ကိုဟာမချီမဆန့်ဝေဒနာကိုခံစားရင်းထိမ့်လက်စွာအသက်ထွက်သွားခဲ့တယ်သူ့ကိုအယုတ်တမကောင်လို့ခေါ်ခဲ့တာသူ့ကိုစော်ကားပြီးတတ်ခဲ့တဲ့သူနာပြုဆရာမလေးမေဒီပဲမဟုတ်လားတရားခံတွေဖမ်းဖို့ရှားတော်စခန်းမှုဦးခင်ကျော်နဲ့ရဲတပ်ဖွဲ့ဟာတစ်ခုတ်လုံသားတဲကိုရောက်လာပေမဲ့အလောင်းတွေကိုသာတွေ့ခဲ့ရပါတယ်တဲတွင်းမှာအပိုင်းပြက်ဖြစ်နေတဲ့အလောင်းနှလောင်းနဲ့တဲနဲ့မနီးမဝေးမှာတန်းချင်းရှို့အသက်ခံရတဲ့အလောင်းတစ်လောင်းပြီးတော့တဲရဲ့နောက်ဖက်ကဓားသွားချောင်းနီးမှာသေနေတဲ့အလောင်းတစ်လောင်းမျက်မြင်သက်သေဖြစ်တဲ့မိသွေးဖုတ်တဲ့တဲကထွက်ဆိုချက်ကြောင့်တိုက်ရပါပစ္စည်းများကိုဝဲစုခွဲရင်းမကြေမနက်ဖြစ်ရမှာအချင်းချင်းတပ်ဖြတ်ကြတယ်လို့ကောက်ချက်ဆွဲလိုက်ပါတဲ့။တဲနောက်ဖက်ကခြုံထဲမှာတပိုင်းတစမီးလောင်ကျွမ်းထားသောသူနာပြုဆရာမမတ်မေဒီရဲ့စလင်းပတ်အိတ်ကိုတွေ့ရတယ်။စာကျင်မူလာလက်ထိတ်ခတ်ဖမ်းဆီးလာတဲ့ဗဒိန်ဆရာကလည်းသူ့စီရွှေလာရောင်းတာနရွက်မှာပလာစတာကတ်ထားတဲ့ဝင်းသူရပါဆိုတာဝန်ခံထွက်ဆိုခဲ့တာကြောင့်သူနာပြုဆရာမမေဒီကိုလူရက်တပ်ဖြတ်ခဲ့သူတွေဖြစ်ကြောင်းမှန်ကန်စွာဖော်ထုတ်နိုင်ခဲ့ပါတယ်။စခန်းမူဦးခင်ကျော်စဉ်းစားလို့ညံမမီတာကတော့မိသွေးဖုတ်တဲကမျက်မြင်သက်သေပြောသလိုခိုင်ထွန်းကကြော်ကုတ်ကိုတတ်ခဲ့တယ်ဆိုရင်ဘာကြောင့်ခိုင်ထွန်းကတဲရဲ့နောက်ဖက်ကဓားသွားကြောက်အနီးမှာတေးရတာလေ။ထိုအချက်ကစခန်းမူအတွက်ဘေဒီဖြစ်နေခဲ့တယ်။ထုံးဖို့ရွာဥက္ကဋ္ဌကဘာဝင်ပြောတယ်လဲဆိုတော့ဒီကောင်သူ့အဖော်တွေအကုန်တက်ပြီးအရက်တွေထပ်တော့မှာဗောဗျာအဲဒီတော့မူးမူးနဲ့ချော်လဲပြီးတေတာဖြစ်မှာစခန်းမူအာကုသို့များတဲလဲကြီးပါစခန်းမူဦးခင်ကျော်မှာတပ်ပြေးမောကိုတစ်ချက်မှုတ်ထုတ်လိုက်ရင်ထု
ထုံးဖို့ရွာဥက္ကဋ္ဌရဲ့ဤရောင်ဝါထင်ကြီးကိုသာမျက်စိမိတ်ယုံလိုက်ရပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါပရိသတ်ကြီးတို့ရေစာရေးဆရာပီပီမန္တလေးရေးသားထားတဲ့အလှည့်ကျတော့မနွယ်စရန်ဆိုတဲ့ဇလံကောင်းလေးကတော့ဒီနေရာမှာတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာဒီဇလံလေးကိုရေးသားပေးခဲ့တဲ့စာရေးသူနဲ့တကွာဇလံကောင်းလေးကိုအဆုံးထိနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာပရိသတ်များစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ဇာနာနဲ့ဘဝထပ်တူကြားနိုင်ကြပါစေခင်ဗျာ